စီချိုတမားတွေတတိထားပြီးစားရမယ်ဟင်းတီဟင်းရွက်၄မျိုးအကြောင်းကိုပြောချင်ပါတယ်စီချိုတမားတွေကိုနှစ်30လုံးဆေးကူတာပေးခဲ့တဲ့ကိုရီးယားဆရာဝန်တယောက်ကပြောတဲ့စကားပေါ့နော်နံပါတ်1ကအာလူဖြစ်ပါတယ်အာလူကစားလိုက်မယ်ဆိုရင်ဒီခန္ဓာကိုယ်တွေးတင်းတကြားတက်ကိုမြန်မြန်ဆန်ဆန်မြင့်တင်ပေးတဲ့အထက်မှာဒီအာလူလဲပါတဲ့အတွက်ကြောင့်မို့လို့တတိထားပြီးစားရပါမယ်နံပါတ်2ကပြောင်းဖူးဖြစ်ပါတယ်ဒီပြောင်းဖူးကစပါးဆန်အမျိုးအစားထဲမှာပါတဲ့အတွက်ကြောင့်မို့လို့စားလိုက်မယ်ဆိုရင်ဒီကစီတက်ပေါ့တွေးတင်းတကြားတက်ကိုမြန်မြန်ဆန်ဆန်မြင့်တင်ပေးတဲ့ဒါကြောင့်ပြောင်းဖူးကိုလည်းတတိထားပြီးစားရမှာပေါ့နော်နံပါတ်3ကဥနီဖြစ်ပါတယ်ဒီဥနီကအစိမ်းစားမယ်ဆိုရင်ကိစ္စမရှိပေမဲ့လည်းချက်ပြုတ်ပြီးစားလိုက်မယ်ဆိုရင်ဒီဥနီလည်းဒီစီးချိုတမားတွေအတွက်နည်းနည်းတတိထားပြီးစားရမယ်အစားအစာထဲမှာပါပါတယ်နံပါတ်4ကရွှေဖြုံတီးဖြစ်ပါတယ်ရွှေဖြုံတီးအရင်ပေါ့နော်အနုတော့ကိစ္စမရှိဘူးရှိအရင်စားမယ်ဆိုရင်ဒီစီချိုတမားတွေကဒီခန္ဓာကိုယ်တွေးတွင်းအစီတက်ကိုတကြားတက်ကိုမြင့်တင်ပေးတယ်တဲ့ဒါကြောင့်မို့လို့ဒီဟင်းတီဟင်းရွက်၄မျိုးကိုဆင့်ချိန်ပြီးတော့တတိထားပြီးစားဖို့အဲ့ဒီဆရာဝန်ကပြောတာပေါ့နော်ကျမအမေလည်းစီချိုတမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမလည်းဒီကျမရင်းနဲ့ပတ်သက်ပြီးတော့လေ့လာပြီးတော့ပြောတာဖြစ်ပါတယ်အားလုံးပဲကျမကြပါစေရှင်